အခုကျွန်တော်ရောက်နေတဲ့နေရာကဒီနေရာဘယ်လိုခေါ်လဲမသိဘူးနော်ကျိုးဒီနေရာဘယ်လိုခေါ်သိလားဟာဒီနေရာဘယ်လိုခေါ်လဲဆရာမသိရလေဒါပေမဲ့ဒီတိုက်နာမည်ဘယ်လိုလဲတိုက်နာမည်ဘူးလို့ဆရာခေါ်ယူတွေတော့လာတယ်မှာဟိုတော့ထပ်မှာတပုတ်လာရမယ်ဆိုရှိလာရလို့ရတယ်လူကတော့လာကြတာပဲမနေပူတော့အဲ့ပြီးတော့မများဘူးပေါ့နော်သူကဒီကနေဆိုလို့ရှိရင်အပေါ်ကရှုခဲတယ်ကိုကျွန်တော်တို့တေးသေးချာမြင်ရတာပေါ့ဒီဆရာဘက်ချမှာလေဒီဆရာစဖက်ဒီဘက်ချမှာပဲရှိတယ်လာလေလို့ရတော့တကယ်ကြီးလို့